ပြီးခဲ့တဲ့နေ့မှာချင်းကပ်လာတဲ့အသင်းတွေဝိုင်းဝိုင်းလဲကဲကြပေမဲ့ United မှာပဲဆက်ရှိဖို့ခေါင်းမာစွာရွေးချယ်ခဲ့တဲ့မကွာယာပရိသတ်အောင်မင်္ဂလာပါဗျာ Red Tip တော့ကနေအားလုံးကိုပြန်လည်ကြိုလဲပါရစေ။ဘာလကမှာကစားမကြားရဲ့တံပိုးကိုတိုင်းတာတဲ့အခါကွင်းင်းချေစမ်းတစ်ခုနဲ့သတ်မှတ်လို့မရပါဘူး။ခက်ခဲတဲ့အချိန်တွေမှာပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြတ်တန်းတယ်လဲဆိုတဲ့စိတ်ဓာတ်ကပိုပြီးအရေးကြီးပါတယ်။ဟာရီမကွာယာအနေနဲ့လွယ်ကူတဲ့လမ်းကြောင်းတွေကိုညှင်းပယ်ပြီးမန်ချာနဲ့တက်မှာပဲစာချုပ်တန်းတိုးဖို့ဆုံးဖြတ်လိုက်တဲ့လုပ်ရက်ကတော့သူ့ရဲ့အင်မတန်လေးစားစရာကောင်းတဲ့တမ်မလီစိတ်ဓာတ်ကိုတိကျတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။နေရာဒီမှာလွတ်ပြောင်းရွှေ့ခြင်းနဲ့အသင်းပြောင်းဖို့ဆိုတာကစားမတယောက်အတွက်အကျိုးမြတ်များတဲ့ခွင့်ပါစပါဝေဆန်နဲ့အဗာဒနိုကမကွာယာကိုရွေးချယ်သွားခဲ့တာပါအဲ့အသင်းတွေကသာပြောင်းရွှေ့သွားမယ်ဆိုရင်ဟာရီမကွာယာအနေနဲ့ပွဲထွက်ခွင့်ကိုလွယ်တကူအာမခံချက်ရရှိမှာဖြစ်ပါတယ်ပြီးတော့ United မှာလို့ကမ္ဘာတဝန်းကမီဒီယာတွေပရိသတ်တွေနေစဉ်စောင့်ကြည့်ဝေဖန်ခံရမယ့်ဖိအားတွေကနေလုံးဝလွတ်ကင်းသွားမှာပါဒါပေမဲ့မကွာယာဟာအဲ့လိုတတရှိမဲ့နေရာကိုမသွားခဲ့ပါဘူးဖိအားများဆုံးဝေဖန်မှုအကြမ်းတမ်းဆုံးဖြစ်တဲ့ Manchester United ဆိုတဲ့မိတောင်ဝါမှာဆက်နေပြီးသူ့ရဲ့နေရာအတွက်ပြိုင်ဆိုင်ဖို့ကိုသာရဲဝံ့ရွေးချယ်ခဲ့ပါတယ်ဒါတမန်စိတ်ဓာတ်မျိုးနဲ့လုံးဝလုံးနိုင်တဲ့အရာမဟုတ်ပါဘူးခေတ်သစ်ဘောလုံးလောကမှာကစားမများစုဟာပွဲထွက်ခွင့်မရရင်ဒါမှမဟုတ်နီးပြရဲ့မျက်နှာသာပေးမှုမခံရရင်ချက်ချင်းအသင်းပြောင်းဖို့တောင်းဆိုတဲ့ကြပါတယ်ဟာရီမကွာယာဟာ United မှာအလွန်ခါးသီးတဲ့တွေးကြုံတွေကိုဖျက်ဆီးခဲ့ရသူပါအသင်းကောင်းဆောင်လက်ပတ်ရုပ်သိမ်းခံခဲ့ရတယ်အရန်ခုံမှာအချင်းအကြာကြီးထိုင်ခဲ့ရတယ်ဆိုရှယ်မီဒီယာပေါ်မှာရားစရာမရှိအောင်အလောင်ပြောင်ခံခဲ့ရပါတယ်ဒီလောက်အဆက်ခွဲခံရရင်ဘယ်ကစားသမားမဆိုမာနာကိုထိခိုက်ပြီးအသင်းနဲ့အမြန်ဆုံးလမ်းခွဲကျင်ကြမှာပါဒါပေမဲ့မကွာယာကတော့တခါမှပြဿနာမရှာခဲ့ပါဘူးဝေလဲကနေမှာအသင်းမော်တွေကိုအမြဲအားပေးတယ်လေ့ကျင့်ကွင်းမှာအကျိုးစားဆုံးကစားတယ်ကွင်းထဲမှာဝင်ခွင့်ရတဲ့မိနစ်တိုင်းမှာအသင်းအတွက်ရာလုံးပြည့်ပေးဆက်ကစားတယ်သူရဲ့ဒီလိုကိုကျင်တရားဟာလူငယ်ကစားမတွေအတွက်အကောင်းဆုံးဆန်ပြပါမယ်မကွာယာဟာ United မှာဆက်နေတာဟာမွေးကြေးကြလုံးဝမဟုတ်ပါဘူးအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရင်တခြားအသင်းတွေစီကနေလက်မှတ်ထိုးခြင်းကြီးမားမားရရှိနိုင်ပါတယ်သူဆက်နေခြင်းနဲ့အဓိကအကြောင်းရင်းက Manchester United ကစားမအဖြစ်အောင်မြင်မှုရယူဖို့ပါUnited ဆိုတဲ့တစိမ့်ရဲ့တန်ဖိုးကိုသူနားလေပါတယ်ရှုံးနေသူတယောက်အနေနဲ့ခေါင်းကိုင်းဆိုင်ကြပြီးထမသွားခြင်းပဲ Old Trafford မှာသူ့ရဲ့ရည်ချင်းကိုအားလုံးလက်ခံလာအောင်ပြန်လည်တက်တည်ပြခြင်းနဲ့မလျှော်သောဆွဲကသူ့ကိုတွန်းအားပေးနေတာဖြစ်ပါတယ်နေပြတယောက်အတွက်ဘာပဒနာမှမရှာပဲခိုင်းတဲ့အချိန်မှာအစင်းသေးဖြစ်နေတဲ့အသင်းအတွက်အမြဲတမ်းဝင်တိုက်ပေးရတဲ့ကစားမမျိုးကိုဝေလဲခန်းထဲမှာအမြဲတမ်းလိုအပ်ပါတယ်အသင်းမှာတရားပဒနာတွေများလာတဲ့အချိန်နောက်တက်မှာလူမရှိတဲ့အချိန်တွေတိုင်းမကွာယာဟာကယ်ရီရှင်တယောက်လိုဝင်ကစားပေးခဲ့တာကြီးပါပဲအသင်းကသူ့ကိုလိုအပ်တဲ့အချိန်မှာသူအမြဲတမ်းရှိနေပေးခဲ့တယ်အခုလည်းအသင်းကသူ့ကိုယုံကြည်လို့စာချုပ်တက်တန်းတိုးတဲ့အခါသူကလည်းတခြားအသင်းတွေရဲ့မလုံးတွေကိုမျက်ကွယ်ပြုပြီး United အပေါ်သစ္စာစောင့်သိပြလိုက်တာပါအချောင်းမြင်ပြောမယ်ဆိုရင်ဟာရီမကွာယာရဲ့အခုဆုံးဖြတ်ချက်ဟာဘောလုံးခြေစွမ်းထက်ကျော်လွန်တဲ့လူသားတယောက်ရဲ့ကြီးမြတ်သောစိတ်ဓာတ်ကိုပြသလိုက်တာပါလောင်ပြောင်မှုတွေဖိအားတွေဂျားတွေကနေထွက်ပြေးဖို့အလွယ်ကူဆုံးလမ်းကြောင်းရှိနေလေတဲ့ခက်ခဲဆုံးနေရာမှာပဲခြေစုံရက်ပြီးဆက်လက်တိုက်ပွဲဝင်မှုရွေးချယ်ခဲ့တဲ့ဟာရီမကွာယာကိုUnited ပရိသတ်တွေသာမကဘောလုံးချစ်သူတိုင်းကလေးစားအသိမှတ်ပြုရမှာဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ